အလောင်းမင်းတရားမှာတင်ကိုသူဒီမိုးဆိုးရွာသူကြီးဘဝကနေပြီးတော့ဘလူတွေဒီနာပတ်ဝန်းကျင်ရွာတွေကိုဘလူတွေစုရုံးခဲ့ရတယ်ဘလူထန်းလုံးတွေကရောဘလူတွေလုပ်ခဲ့ရတယ်နောက်ပြီးတော့ပထမမြန်မာနိုင်ငံတော့ဧရိယာဘလောက်ထိကြောင်းသူ့လက်ထက်မှာလုပ်ခဲ့တယ်သူကွယ်လွန်သွားတဲ့အချိန်မှာယူရီးယားတက်ပြီးတော့အပြန်ကင်းရောတိုက်ထုံနာကင်းရောမှာစုံးတယ်လို့ပြောတယ်ခွန်းနေလည်းရှိတယ်အုတ်ကူလည်းရှိတယ်တချို့ကလည်းညင်းတယ်အဲ့တော့ညင်းအောင်လည်းမလုပ်ထားလဲဆိုတော့အလောင်းမင်းတရားရဲ့အုတ်ကူဒီအစိုးရအဆက်ဆက်မှာကျွန်တော်ဖမ်းမလားမသိဘူးအစိုးရအဆက်မှာဒီအုတ်ကူဘာမှလည်းတသက်ရဲ့လောက်ထားတာမတွေ့ရဘူးဆိုတဲ့အခါကျတော့ဟုတ်လားမဟုတ်လားဆိုတဲ့အငင်းပွားစရာဖြစ်တယ်တကယ်ကြီးရွာမှာအလောင်းမတရားကြီးတကယ်ဆုံးခဲ့တယ်ဆိုရင်အဲအုတ်ကူတသက်ရဲ့လို့ဖို့လိုတယ်ဗန္ဓုလာဘာဖြစ်လဲဗန္ဓုလာဒီမှာပြောင်နဲ့ဗာလဲအပေါ်မှာတက်ပြီးတော့ထီးနဲ့ဗာဖြစ်လဲလိုက်စစ်တဲ့အခါကျတော့ဟိုမှာပြောင်နဲ့ဟာအဲ့ဒါဗာလဲဗန္ဓုလာပဲဆိုပြီးတော့ဗာဖြစ်လဲအဲ့မှာပြစ်ချတဲ့တာဗန္ဓုဒနုဘုံမှန်နော်တော်စင်သားဖြတ်သေးတယ်ဗန္ဓုဒနုဘုံမှန်နော်ရိုက်လို့မကောင်းတာဗုဒ္ဓတရားဗုဒ္ဓဘာသာဖြစ်ပြီးတော့မတတ်လို့စားမယ်ဆိုပြီးလုပ်တာလေဖះကြည့်တော့လဲဝက်သားစားပြီးတော့ဖះစားတယ်လေသူတို့ကြတော့ဗုဒ္ဓဘာသာတတ်လို့မစားဘူးဆိုတော့အဲ့တော့ပြောချင်တာကတော့အတိမ်းဆောင်နေတော့ရှိမှာလားကျွန်တော်အမြင်ကျွန်တော်ရိုက်ချင်နေတာကြားလာနေပြီအများရိုက်တော့ကျွန်တော်လာတာပေါ့ဒါပါပဲကျွန်တော်ပတ်စံမရှိဘူးအကွာရိုက်လို့မရဘူးကျွန်တော်လွန်ခဲ့တဲ့10နှစ်လောက်ကအဲ့ဒါယူတော့တာအမတီကူကလူကြီးတွေနဲ့အစီအစဉ်ဆွဲခဲ့မှုတယ်အခြေအနေကမလို့ဖြစ်လာဘူးအခုကုမ္ပဏီကရိုက်တယ်ဆိုတော့ဖိတ်တယ်ပါဒနာပါတယ်မြန်မာရိုးရာမြန်မာသမိုင်းတွေကိုလူငယ်တွေလူကြီးတွေအကုန်သိမယ်အမိုင်းမကျက်တဲ့လူတွေအခုတော့သိရတော့မယ်အဲ့တော့ဝမ်းသာတယ်။ဘာရောဒီရုပ်ရှင်မှာပြတဲ့ခန္ဓာတွေပေါင်းပြောပြီးပြောသေးဘူး။အဲ့တော့ကောင်းပါမယ်ဆက်ပါပါနော်။အဲဒီဆက်ဟာဘယ်လိုမျိုးလေးတော့ကိုယ်စိတ်ကြီးရလို့ရရှိလား။လောင်းနောင်စင်စစ်မောင်ဘိုးဘသာပူမင်းတီကုန်းမောင်မင်းဆက်ဆက်အလောင်းမင်းတရားစပြီးတော့ဒီဥစ္စာကိုကုန်းမောင်မင်းဆက်တတိယမြန်မာနိုင်ငံတော်လို့ပကန်းနေစပြီးတော့အနော်ထာမင်းအဲ့ဒါကိုပထမမြန်မာနိုင်ငံတော်လို့ခေါ်တယ်နော်တပင်ရွှေတီးပြီးတဲ့ညမှာဘရင်အောင်တက်လာတယ်အဲ့ဒါကိုဒုတိယမြန်မာနိုင်ငံလို့ခေါ်တယ်အကြီးမားဆုံးအင်ပါယာကတော့ဒုတိယမြန်မာနိုင်ငံလို့ဘရင်အောင်ရဲ့အင်ပါယာဖြစ်ပြီးတော့နှလုံးရည်နဲ့အုပ်ချုပ်ခဲ့တဲ့နိုင်ငံတော်ဖြစ်တယ်ဒါပြီးဘရင်အောင်ရဲ့အကြောင်းဒါပေမဲ့မင်းဆက်နဲ့ပြောမယ်ဆိုရင်တော့အရင်အောင်ပြီးတဲ့အချိန်မှာနန္ဒဘရင်လက်ထက်မှာတိုင်းပြည်ပျက်စီးတဲ့အခါကျတော့ဒီလောက်ဇလန်တို့အရှိကြီးရိုက်လို့ရတာနည်းနည်းခက်တယ်။လောင်းအောင်စစ်မှာမိုးပါတာပူမင်းတီဆိုတဲ့ကုန်းမောင်မင်းဆက်မှာကြတော့ဘရင်အောင်ကစပြီးတော့ထန်းလုံးတက်တွေကပြီးတော့မိုးစိုးဖို့ရွာကိုထန်းလုံးတက်တွေကပြီးတော့စခဲ့တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အဲ့ကနေစပြီးတော့ရွှေဘိုပေါ့ဗျာငါးမိရရွှေဘိုဒီကနေစားခဲ့တယ်ဆိုတဲ့ခါကျတော့ကျွန်တော်ပြောမှာနော်ကျွန်တော်အရှိကြီးပြောမှာအဲ့တော့ဆိုတဲ့ခါကျတော့အဲ့အလောင်းမင်းတရားမှာခွင်ကိုဒီဥစ္စာကတကယ်တမ်းရိုက်မယ်ဆိုတော့ဘာတွေကိုစိတ်ဝင်စားလဲဆိုရင်7ပိုင်းလောက်ရိုက်မှအဆင်ပြေမယ်အခုက3ပိုင်းပဲရိုက်မယ်လို့သိရတယ်အလောင်းမင်းတရားမှာတင်ကိုသူဒီမိုးဆိုးရွာသူကြီးဘဝကနေပြီးတော့ဘလူတွေဒီနာပတ်ဝန်းကျင်ရွာတွေကိုဘယ်လိုစုရုံးခဲ့ရတယ်ဘယ်လိုထန်းလုံးတွေကရောဘယ်လိုတွေလုပ်ခဲ့ရတယ်နောက်ပြီးတော့ပထမမြန်မာနိုင်ငံတော့ဧရိယာဘလောက်ထိကြောင်းသူ့လက်ထက်မှာလုပ်ခဲ့တယ်သူကွယ်လွန်သွားတဲ့အချိန်မှာယူရီးယားတက်ပြီးတော့အပြန်ကင်းရောတိုက်ထုံနာကင်းရောမှာစုံးတယ်လို့ပြောတယ်ခွန်းနေလည်းရှိတယ်အုတ်ကူလည်းရှိတယ်တချို့ကလည်းညင်းတယ်အဲ့တော့ညင်းအောင်လည်းမလုပ်ထားလဲဆိုတော့အလောင်းမင်းတရားရဲ့အုတ်ကူဒီအစိုးရအဆက်မှာကျွန်တော်ဖမ်းမလားမသိဘူးအစိုးရအဆက်မှာဒီအုတ်ကူဘာမှလည်းတသက်ရဲ့လောက်ထားတာမတွေ့ရဘူးဆိုတဲ့အခါကျတော့ဟ
ဟုတ်လားမဟုတ်လားဆိုတဲ့အငင်းပွားစရာဖြစ်တယ်တကယ်ကြေးရွာမှာအလောင်းမတရားကြီးတကယ်ဆုံးခဲ့တယ်ဆိုရင်အဲ့အုပ်ကူကိုတတ်ရလို့ဖို့လိုတယ်အဲ့တော့အလောင်းမင်းတရားအကြောင်းမှတင်ဇလန်တစ်ပုဒ်ပြီးတယ်တောင်တော်ကြီးကလည်းသူလည်းသူ့နဲ့သူ့အားနဲ့သူအလုပ်တွေလုပ်ခဲ့တယ်လောင်းနောင်စင်နော်စင်ပြရှင်မင်းလက်ထက်အဲ့တော့စင်ပြရှင်မင်းလက်ထက်မှာယူရီးယားနေပြီးတော့ယူရီးယားနေပါနေတယ်လာတယ်အနုပညာတွေပါတည်လာတယ်အခုယာမယကန်တို့ဟာလာအီနောင်ဇတ်တို့နော်အခုပြောတဲ့ယူရီးယား10ခန်းတို့တဘောပေါက်လားအဲ့ဒါဒီအကုန်လုံးကကျွန်တော်တို့အခက်ခဲစကားနဲ့ပြောမယ်ဆို copy တွေယူရီးယား copy တွေအခုအကြီး copyright တွေအခုပြောနေတာယူရီးယားအားကြောင့်မို့ယူရီးယားတချင်းကြီးဆက်နှစ်ပုံပြောတာတွေကအဲ့ဒီမှာအဲ့ခက်ကတော့ယူရီးယားနေပြီးတော့ယူရီးယားတွေကိုယူရီးယားအောင်နိုင်ပြီးတဲ့အခါကျတော့ယူရီးယားကအနုပညာရှင်တွေကိုတဲလာတာတဲလာပြီးတော့မှဒီရောက်တော့မှဘရင်ဟိုနေ့ကနေရောမြောက်ဒီမင်းဥစားကိုမလုပ်ခိုင်းတာလေမြန်မာလူတွေပြန်ပြီးတော့မြန်မာဂီတတွေပြန်ပေါင်းဆက်ပြီးတော့ဒီယူရီးယားတချင်းတွေကိုပြန်ပြီးတော့မြန်မာလူပြန်ရေးခိုင်းတာအဲ့ဒါကြောင့်မို့ယာမဇက်ကလည်းအိန္ဒိယကနေဒါလိုက်လာတာမဟုတ်အိန္ဒိယနေပြီးတော့ယူရီးယားဘက်ကိုရောက်တယ်ရောက်ပြီးတော့မှအဲ့ဒီကုန်းမောင်မင်းဆက်မှာဒီမှာစစ်အောင်နိုင်ပြီးတော့မှဒီယာမယနာဇတ်တော်အီနောင်ဇတ်တော်ယူရီးယား12ခန်းယူရီးယားတချီကြီး12ပုတ်ဟလာနော်ပန်းမြိုင်လေတို့ဘာတို့တွေကအဲ့လိုရောက်လာတာဒါပေမဲ့မြောက်ဝတီမင်းဥစားဘာလုပ်ခဲ့တာလဲညီမမှုပြုခဲ့တာနော်အဲ့ဒါပဲပြောမယ်ဆိုရင်တော့ဘယ်ဟာကိုကြိုက်ကြုံလဲဆိုအကုန်ကြိုက်တယ်ဘာလို့ဂီတနဲ့ပြောမယ်ဆိုရင်ဒီယူရီးယား12ခန်းကိုယူရီးယား12ခန်းကိုမြောက်ဝတီမင်းဥစားတို့ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေလုံးမယ်ဆိုလဲမြန်မာတွေသိတင်တာပဲနော်နောက်ပြီးတော့အလောင်းမင်းတရားကြီးကနေပြီးတော့ဒီဟိုပရမမြန်မာနိုင်ငံတို့ထူထောင်ခဲ့တယ်ဆိုတာလဲမြန်မာတွေသိတင်တာပဲအဲ့ဒီနောက်မှာဘာတွေဖြစ်လာလဲဘိုးတော်ဖရာလက်ထက်နော်နောက်စင်မောင်ဖောက်ကားသားမောင်တို့ဘာတို့ပလေးတွေရှိသေးတယ်မောင်ဘိုးတော်ဖရာလက်ထက်မှာဆိုရင်ဘာတွေဟာလာတကယ်ဟိုစာပေကျမ်းဂန်တွေရောအထင်ရှားတွေရှိခဲ့တယ်ဟိုအားပြီးတော့ဗါဘိုးတော်ဘာကြီးတော့လက်ထက်ကြတော့ဘာဖြစ်လဲပြောဘာကြီးတော့လက်ထက်ကြဘာဖြစ်လဲပထမဘာကြီးတော့လက်ထက်ကြတော့ဘာဖြစ်လဲပြောမပြောရင်ရလိုက်တော့ဘလို့ရိုက်လို့ကောင်းလဲဆိုတော့ပြောပြတာပြောတယောက်လောက်ပြောဘာကြီးတော့လက်ထက်ကြတော့ဘာဖြစ်လဲပထမမြန်မာနိုင်ငံတော့ဟိုပထမစစ်ဖြစ်တယ်လေအင်္ဂလိပ်မြန်မာစီကိုအင်္ဂလိပ်တွေအကုန်လုံးအင်ပါယာတူထောင်ပြီးတော့ဘာဖြစ်လဲဟိုမှာလေအိန္ဒိယနယ်စပ်မှာလေစစ်တကောင်းနယ်ကိုဘာဖြစ်လဲပြောစစ်တကောင်းနယ်ကိုဘာဖြစ်လဲစစ်တကောင်းနယ်ကိုလူပြီးတော့အကြောင်းတွေပြပြီးတော့မြန်မာပြည်ထဲဝင်အောင်လုပ်တယ်စစ်မြူတော့ဘာဖြစ်လဲနော်မန္ဒူလာဘာဖြစ်လဲမန္ဒူလာအဲ့ဘက်မှာရခိုင်ဘက်ကိုသွားစစ်ချီတဲ့ခါကျတော့ဟိုဘက်ကနေပြီးတော့ပါလဲဒီတကုတ်ရန်ကုန်ကနေပြီးတော့ပါလဲပြန်တိုက်တဲ့ခါကျတော့ဗန္ဒူလာဘေကနေဟိုနေ့ကနေပြီးတော့ဗန္ဒူလာဘေကလာတယ်ဗန္ဒူလာရေလမ်းမဟုတ်ဘူးရခိုင်ရိုးမအယူအသေးအံတွေဖြတ်ကျော်ပြီးတော့ဒီမှာဒနုပြူမှာခန္ဓာလုပ်ပြီးတော့ဘာဖြစ်လဲစစ်ပြန်လောက်ရတယ်နော်ဘလောက်ရိုက်လို့ကောင်းတယ်နော်ရေချောင်းနဲ့သွားတာအင်္ဂလိပ်တွေဟိုဘက်ကနေလောက်တာနောက်ကြတော့တို့ဗမာတွေအတိုင်းပဲမော်ကြွားတယ်ဝါကြားတယ်ဟောကြားတဲ့ခါကျတော့ဘာဖြစ်လဲဗန္ဒူလာဘာဖြစ်လဲဗန္ဒူလာဒီမှာပြောင်နဲ့ဗာလဲအပေါ်မှာတက်ပြီးတော့ထီးနဲ့ဗာဖြစ်လဲလိုက်စစ်တဲ့ခါကျတော့ဟိုမှာပြောင်နဲ့ဟာအဲ့ဒါဗာလဲဗန္ဒူလာပဲဆိုပြီးတော့ဗာဖြစ်လဲအဲ့မှာပြစ်ချတဲ့တာဗန္ဒူဒနုဘုံမှန်နော်တော်စင်သားဖြတ်သေးတယ်ဗန္ဒူဒနုဘုံမှန်နော်ရိုက်လို့မကောင်းဘူးလားအမလေးဗန္ဒူလာကြောင်ရိုက်စမ်းနော်ဒီဘက်မှာဒီဘာလဲပိတ်ကုန်းတရာကုန်းမှာဟလာတဆွဲတာတွေရိုက်စမ်းအမလေးရိုက်လို့ကောင်းမှာကောင်းနော်သူတူလေးရိုက်မှာသူတို့တကယ်ရိုက်ချင်တာဇာရိုက်ချင်တာဘယ်လောက်ရိုက်ချင်တာအပိုင်း130လောက်နော်အမလေး130 150အဲ့လိုတွေကျင်တယ်အဲ့မှာဗန္ဒူလာမှာတင်တော်တော်ရိုက်လို့ကောင်းတယ်နော်အဲ့ကနေပြီးတော့ဗန္ဒူလာပြီးတော့လာပြီးမေနူတို့အုပ်စုနော်မေနူတို့အုပ်စုအမလေးအဲ့မှာချက်ကိုခန့်နေတာပဲနမတော်မေနူနော်သူ့မောင်ဘလူးလဲမေနူရဲ့မောင်ဘလူးလဲဘူးမလည်းမေးတာငါကြီးပဲပြေးတယ်ကဲမသိလုံးပေးတာလားဟာလားနော်အဲ့မှာဗာကြီးတော့နောက်ဆုံးဗာပြောရလဲယူရတယ်အချိန်မှာပြောတာလွန်မင်းဟောတာဝတီမင်းဘာဖြစ်လဲအာမင်တာဝတီမင်းကဘာဖြစ်လဲတာဝတီမင်းကဟင်္ဒရာမှာနမတော်မမြလေးကို
နာဘူးတွေထားတာနော်ဟုတ်ပါဘူးတော်ကောက်တာနော်တော်ကောက်ပြီးတော့အဲ့မှာတော်ကောက်သွားပြီးခေါ်သွားတယ်နန်းတွင်းထဲရောက်အပလေးရှေ့အကြာကြီးအဲ့ဒါမမေးနဲ့လို့ပြောတာအရှိအကုန်ကောင်းတယ်နော်အပိုင်း150နဲ့200ကြားမှာရရင်ပိုကောင်းတယ်နော်โอเคခင်ဗျာဇလန်းနဲ့ပတ်သက်ပြီးတော့မောင်ရဲ့ဒီမှာစကားပုံပေါ်တာဆိုမကြောက်တာလားတမိုင်းမှာအဲ့သူတို့ producer တွေ director တွေသူတို့တို့လုံးမယ်လေကိုလုံးမမဟုတ်တာကိုကတော့ကိုသိတာတွေကိုပြောတာလေအဲ့တော့သူတို့လည်းသူတို့မှပညာတွေရှိတယ်အုံနောက်တွေရှိတယ်သူတို့ကလည်းစီစစ်လိုက်မယ်အဲ့တော့ဟိုမလည်းမကြောက်ဘူးမလည်းမကြောက်ဘူးရိုက်တယ်ဆိုရင်ဝမ်းသာလာပြီနော်အမားယွန်းဆိုတာတော့ပါမှာပဲဘာဖြစ်လဲဆိုတော့ဗုဒ္ဓတရားတော်တော်မှတချို့တွေဟာလားဗာလဲတတ်လို့မစားရဆိုပြီးတော့လောက်တာလေဟောတတ်လို့စားရမယ်ဆိုပြီးလောက်တာလေဗုဒ္ဓတရားဗုဒ္ဓဘာသာဖြစ်ပြီးတော့မတတ်လို့စားရမယ်ဆိုပြီးလောက်တာလေဖះကြည့်တော့လဲဝက်သားစားပြီးတော့ဖះစားတယ်လေသူတို့ကြတော့ဗုဒ္ဓဘာသာတတ်လို့မစားဘူးဆိုတော့အဲ့တော့ပြောချင်တာကတော့အတိန်းဆောင်နေတော့ရှိမှာလေအေးအဆဲတော့မငါဇလန်းတွေကိုဒါအခုချိန်မှာကိုယ်ဇလန်းတွေကိုဒီမှာကိုယ်ကတော့လူပညာသမားတွေခေါင်းဆောင်တွေပြောရမှာပဲပါဒါပဲလားကြောက်သွားရမမေးတော့ဘူးလားဟမ်အဲ့တော့အခုမြန်မာရာဇဝင်တွေကိုကျွန်တော်ကယူထုတ်ခဲ့တဲ့လူပါမြန်မာသဘင်ကိုယူထုတ်ခဲ့တဲ့လူပါမြန်မာရာဇဝင်တွေကိုကောင်းကန်ကန်ချုပ်လုပ်ပြီးတော့ကောင်းကန်စက်တင်နေနဲ့တကယ် realism ဖြစ်အောင်ရိုက်ကူးပေးမယ်အတွက်ကြောင့်မလို့ကျွန်တော်ကအများကြီးကြိုးစားပါတယ်ကျွန်တော်တို့စိုင်းမှုစက်တပင်ကအများကြီးကြိုးစားပါတယ်နော်